Hello, alo mà mình là ba. Hello đó, ở bên sẽ ship bo. Đi hello đó, bên sẽ ship liền cái đó. Nên hồ thu cha cha lấy phía đó, nát hàng lu, giang số bị nó phải record lên nè,ပြောတယ်ပေါ့လေ။အဲ့ကောမှာလေစာလဲတခါတလေစာဖတ်တဲ့လူကြောင့်လေစီဒီစာလေးဖတ်တာပေါ့။တခါတလေကျတော့လေဒီအတန်လေးနဲ့နားထောင်ပြီးရှင်းပြရနားထောင်တော့ပိုကောင်းပါတယ်လေနော်။ဒီလိုဗျ။အလုပ်တော့အကြောင်းပြောလာခဲ့တာကအပိုင်းဆက်ရှိပါပြီကျွန်တော်ပထမတော့ဂေါ်ရီအကြောင်းအပြစ်နာတွေအကြောင်းပြောတယ်ပြီးပြီဆိုတော့ကျွန်တော်ကြောက်ရည်လမ်းတွေအကြောင်းပြောတယ်ပေါ့အဓိကကြောက်တဲ့ဝင်ကိုအလုပ်တော့ကြည့်ရမှာအဓိကဘာရေးကြည့်ရလဲဆိုတော့ကြောက်ရည်ရဲ့ကြောက်သားရဲ့ပေါ့ကြောက်ရည်ဆိုတာကတော့ကျွန်တော်စနစ်တကျရှင်းပြပါတယ်အရေးတွေကိုတစ်ဆင့်ချင်းပေါ့လေဒီကြောက်သားကိုဖြစ်စေတဲ့အကြောင်းရင်းတွေထဲမှာကောမျိုးကောတွေအမျိုးစားတွေကောရဲ့လက္ခဏာတွေကောရဲ့ပိစာတွေဒါကအများကြီးရှိပါတယ်နည်းနည်းရှိတယ်အဲ့ဒါမှကျွန်တော်အထိုက်ရတဲ့နားလဲအောင်ကျွန်တော်ကောအကြောင်းရှင်းပြပါတယ်10မျိုးရှင်း3မျိုးလောက်ရှင်းပြထားပါတယ်ပြီးပြီဆိုဒါကကြောက်သားကိုဖြစ်စေတဲ့အကြောင်းအပြစ်နာတွေအကြောင်းတချို့ရှင်းပြပါတယ်ပြီးပြီဆိုရင်ကျွန်တော်ကကြောက်ရည်ကိုဖြစ်စေတဲ့ကြောက်ရည်အဆင့်တွေရှင်းပြပါတယ်ကြောက်ရည်လမ်းဆိုတာဘယ်လိုလဲဆိုတော့ကျွန်တော်အဓိကတော့ကြောက်ရည်လမ်းကိုအကြောင်းကိုကျွန်တော်ကကြောက်ရည်မှာလမ်းရှိတယ်ကြောက်ရည်လမ်းရှိတယ်ကြောက်တော့ဘက်မှာအဲ့ဒီအကြောင်းကိုကျွန်တော်က3လလောက်ကြာအောင်ကျွန်တော်တစ်ဆင့်ချင်းပြောပြပါတယ်အမျိုးမျိုးကြောက်ကလာအမျိုးမျိုးruby sapphire ဗမာနီလာနှမျိုးစလုံးကိုကျွန်တော်ကထည့်သွင်းပြီးမှကြောက်ရည်လမ်းကဘယ်လိုဆိုတော့ကျွန်တော်ရှင်းပြခဲ့တာအများကြီးကြောက်ကလာတွေဖြစ်ပေါ်ပုံပေါ့အများကြီးရှင်းပြပါတယ်ဒါကြောက်ကုန်တဲ့တယောက်ကဒါကလက်တွေ့ကြကြသိရမှာဗျမသိရင်ထမင်းငတ်မှာလေးဗျဒါကျွန်တော်ထမင်းစားတဲ့အလုပ်ဗျကျွန်တော် professional လုပ်ပဲကျွန်တော်ပို့ပြီးတော့ပိုင်နိုင်သိပါတယ်ဒါတွေကကျွန်တော်တို့ရှေ့ရခင်ကြရရင်မိုးကုတ်ကြောက်ကုန်တဲ့အတိုင်းကဒါကိုတတိထားလုပ်ရတာကြောက်ရည်ကြောက်သားဗျဟုတ်ကဲ့အဲ့ကျတော့ဒါတွေကိုတိတာလုပ်ရင်နဲ့ကြောက်ရည်လမ်းဒီကြောက်ရည်အကြောင်းပြောတဲ့အခါမှာပြောမယ်ဆိုရင်တော့တချို့ကိစ္စတွေပေါ့အထီးခိုက်ပေါ့တယောက်ကရှိတယ်အယူဆတွေကွဲလွဲတာတွေပါတယ်ကွဲလွဲမကွဲလွဲဒါကကျွန်တော်တို့ကခိုင်မာသိရတာကျွန်တော်တို့ယူဆချက်ကျွန်တော်တို့ထင်မြင်ချက်ဒီမားလို့မရဘူးမားရင်ကိုကဆုံးရှုံးမှုရှိတယ်ကိုမိခိုနေတဲ့လူတွေဆုံးရှုံးမှုရှိတယ်တော့ထမင်းစားတဲ့လောက်ကမားလို့မရဘူးအဲ့လိုပေါ့လေအဲ့တော့ကျွန်တော်တို့ယူဆတွေကျွန်တော်တို့မှန်တယ်ပေါ့ကြောက်ရည်လန်းဆိုတာဒါပေမဲ့ဒီနောက်ပိုင်းမှာကြောက်ရည်လန်းနဲ့ပတ်သက်ပြီးကျွန်တော်တေချာပေါ့ကျွန်တော်ကိုနိုင်ကကျွန်တော်ကိုရတာတီးရတာပေါ့လေကိုတိုင်းတီးထားတဲ့အချက်တွေရှိတယ်အဲ့ဒါဘာလဲဆိုအတွေ့အကြုံဗျအဲ့ဒီအတွေ့အကြုံကဘာလဲကျွန်တော်ပြောခဲ့ပါတယ်ကြောက်ရဲ့ crystal found ပေါ့သူရဲ့ကြောက်ရဲ့အရင်တစ်ပွင့်က crystal found သူရဲ့ပုံဆောင်စနစ်ကရှည်တယ်ဆိုရင်ကြောက်ရည်လန်းကွာဟာချက်ကြီးတယ်ပေါ့သူကရှည်သွားတယ်ဗျကြောက် ruby တစ်ပွင့်က crystal found ကအရှည်ကြီးဖြစ်နေတယ်ဆိုသူ့ရဲ့ downlight မှာရှိတဲ့ကြောက်ရည်ရဲ့အလျားလိုက်မှာရှိတဲ့ကြောက်ရည်ရဲ့ကွာချက်ကြီးတယ်ကြောက်ရည်လန်းကွာချက်ကြီးတယ်လို့ခေါ်တယ်ဒါကိုကြောက်ရည်ကွက်တယ်လို့ခေါ်လို့မရဘူးကြောက်မှာကြောက်ရည်လန်းရှိတာဟုတ်ဗျကြောက်ရည်လန်းတူတယ်ကြောက်ရ crystal found စနစ်တူတဲ့ကွက်ရက်တွေရှိတယ်တွေ့ဘူးတယ်တူတာမှသူက downlight အတိုင်းကိုခပ်ပြလေးရှိပဲရှိတယ်တူလေးဘုံတူလေးအဲ့ဆိုရင်ကြောက်ရည်လန်းကွာချက်ကမကြီးတော့ဘူးကြောက်ရည်စုသွားတယ်ပေါ့ပြီးတော့ကျွန်တော်အမြဲပြောတဲ့စကားရှိတယ်ဒါကျွန်တော်တွေးရှိချက်ပါဒါကရှေ့လူကြီးတွေရောအမြဲတမ်းပြောလာတဲ့စကားရှိတယ်သူတို့ဂေါ်တဲ့လန်တဲ့ဆိုတဲ့အဓိပ္ပာယ်ကဂေါ်တဲ့လန်ဒေါင်လိုက်မှာဂေါ်ကရှိတယ်ဆိုရင်ကြောက်ရည်ရလဲဒေါင်လိုက်ဂေါ်နဲ့အတူတူဂေါ်တဲ့လန်တဲ့ကြောက်ရည်နဲ့ဂေါ်ဒီတလန်နဲ့ရှိတာဗျဂေါ်ဆိုတာကအမျိုးမျိုးရှိတာအမျိုးပေါင်းများစွာလက္ခဏာပေါင်းများစွာကိုရှိတာဂေါ်ကအမျိုးမျိုးရှိတာအဲ့ကျတော့အဲ့လိုပဲအဲ့လိုဂေါ်ကကြောက်ကိုအမိပြုပြီးမှကြောက်ရဲ့အလားတရားကိုဖြစ်စေတဲ့ဂေါ်အယောင်နေလဲရှိတယ်ကျွန်တော်ပြောခဲ့တဲ့တင်တဲ့အခါမှာကျွန်တော်ဂေါ်အယောင်3မျိုးပေါ့ဗျာဂေါ်အယောင်3မျိုးမှာကြောက်ကိုပို့ပြီးလာပါစေတဲ့ဂေါ်ကတစ်မျိုးရှိတယ်ဂေါ်နီလို့ကျွန်တော်ပြောခဲ့ပြင်ဂေါ်ဗျာကြောက်ရင်ဂေါ်ဗျာရှိလို့ဂေါ်ပြူပေါ့အကျဉ်းအားဖြင့်ကျွန်တော်ဂေါ်အယောင်3မျိုးပါလို့ပြောခဲ့တာဆိုတော့ဂေါ်နဲ့ကြောက်ရည်ဟာဆက်ရှားမှုရှိတယ်တကယ်လည်းရှိပါတယ်ကျွန်တော်တို့လည်းလေ့လာတာပဲလေဂေါ်ကဘာကြောင့်ဖြစ်စေတယ်လဲဂေါ်ကပဲအရာတွေကြောင့်ဖြစ်စေတယ်လေလေ့လာပါတယ်ကျွန်တော်နိုင်တယ်လို့အခုခေတ်ကလေ့လာရလွယ်ပါတယ်လေနော်ကျွန်တော်တို့ကြောက်ကုန်တဲ့တယောက်ကတီးထင်း
တီတင်းတိထိုက်တဲ့အတွေ့အကြုံကတီးတာတက်တက်ကိုကလေးလာလိုက်စားလို့တီးတာတက်တက်ပညာရအနေနဲ့ပေါ့လေအဲကျတော့ဒီဂေါ်နဲ့ကြောက်ရည်ဒီဆက်ဆက်မှုရှိတယ်လို့ပြောတာတချို့ကြောက်တွေအရင်လာတဲ့ကြောက်တဲ့ပွင့်ကကျွန်တော်တာမန်မျက်စိနဲ့မမြင်နိုင်တဲ့ဂေါ်ဆိုတော့လည်းရှိသေးတာဗျဂေါ်နုလို့ကျွန်တော်တင်တယ်ဂေါ်မှာအနုအရင်ရှိတယ်အမြင့်ရှိတယ်အညွန့်ရှိတယ်ပေါ့အဲ့လိုပြောရင်းနဲ့ကြောက်တပွင့်ရဲ့အလှတရားကိုအထောက်ပံ့ပေးတာလေဂေါ်ကလည်းဖြစ်နေတတ်တယ်ဒါလည်းရှိတယ်လေကြောက်တပွင့်ကိုအလှကိုပြက်စီစေတာလေဂေါ်ပဲဂေါ်ကအမျိုးအစားအမျိုးမျိုးရှိတာလို့ကျွန်တော်ပြောကျွန်တော်ဒီလိုပြောတော့ကျွန်တော်တင်သားမှာကျွန်တော်ပြောတော့တင်သားမှာတချို့ကတကယ်ပါတယ်ဗောကြောက်မြတ်မှာကတော်တော်ဒါကထီးရရောက်ကိုတင်ကြတက်မြောက်ထားလူတွေပါတယ်ဥမာ DJI တို့ဘာလို့ဗောသူတွေကြတော့သူတို့တိတ်လက်မခံနိုင်တဲ့အပိုင်းတွေတွေ့ရတယ်နော်ဂေါ်ဆိုတာတို့တိထားတဲ့ဂေါ်နဲ့ကျွန်တော်ပြောတဲ့ဂေါ်ကကွဲပြားခြားနားနေတာဟုတ်ဗျာသူတို့ကတော့လက်တွေ့ကြတိတယ်လို့သူတို့ကခံယူထားကြအောင်ဒါကျွန်တော်ပြောနေတာတလွဲစီဖြစ်နေတယ်လို့တို့ထင်မှာအဲ့လိုထင်တယ်ကျွန်တော်စိတ်မကောင်းဘူးဘာလို့ဆိုကျွန်တော်တို့ကလက်တွေ့ကြနှစ်ပေါင်းများစွာရှေ့ရခင်ကလေးကနှစ်ပေါင်းများစွာကျွန်တော်လေ့လာခဲ့တာကြောက်ကိုအပွင့်ပေါင်းထောင်နဲ့ချီအောင်တွေးပြီးမှတိလာရတဲ့အကြောင်းဂေါ်နဲ့ကြောက်ရည်ဒီဒါဂေါ်တဲ့လန်တဲ့ဆိုတဲ့စကားရှိလူကြီးတွေပြောတဲ့စကားမကုတ်ကြောက်ကုန်တယ်တွေကတိတယ်ဂေါ်တဲ့လန်တဲ့ဂေါ်နဲ့ကြောက်ရည်ကဘယ်လောက်ထိဆက်ရှားမှုရှိတယ်ဆိုတာကိုကျွန်တော်အမြဲပြောပြတယ်ဒါကကြောက်ပွင့်မှာ PG တပွင့်ပေါ့ PG လို့ပြောတယ်ကဘာပေါ်မှာအကောင်းဆုံးကြောက်ရည်ပေါ့လေ PG ခိုးလေးကြောက်တပွင့်အလားတရားကိုဖြစ်စေတဲ့အကြောင်းရင်းကတည်းမှာဒီဂေါ်လေးလေဂေါ်နုလေးဂေါ်ပြနုလေးပါတယ်လို့ပြောလက်ခံမှာမဟုတ်တချို့ဂေါ်တွေကတမန်မျက်စိနဲ့တော့မနေကြည့်ယူရတယ်လို့ကျွန်တော်ပြောရတယ်အဲ့လိုပြောရင်ဂေါ်နဲ့ကြောက်ရည်နဲ့ကြောက်တပွင့်အလားတရားတွေအကြောင်းထည့်ပြောခြင်းမှာဂေါ်ကအထောက်ပံ့ဖြစ်တယ်လို့ပြောရုံမှမဟုတ်ပါဘူးဒါကနောက်တစ်ချိန်ကျရင်လည်းလက်ခံလာမှာပါလေဟုတ်ပါတယ်ဒါကကြောက်ကုန်တဲ့ကြောက်ရဲ့အယူဆဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဒါအလုပ်တဘောပေါ့အလုပ်တဘောတွက်ချက်ရသုံးဝင်တဲ့အကြောင်းလေးဖြစ်ပါတယ်